Hello, Assalamualaikum. Minglaba. Channel SKB M9 Motivation Speaker နေပြီးတော့ကျွန်တော်ပတ်တွန်ဒီကိုပြန်လည်တင်ဆက်နေခြင်းဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ပြောချင်တဲ့ပမာလေးတစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမိုးပေါ်မှာပြန်နေတဲ့ငှက်တွေထဲမှာဆိုလို့ရှိရင် Eagle တင်းငယ်ဟာငှက်ရဲ့ဘယင်ပဲအဲ့တော့သူတို့ရဲ့တက်တန်းဟာကျွန်တော်တို့90ဒါပေမဲ့အဲ့ဒီ90မှာဒီတိတ်ငက်တကောင်ကသူ့ရဲ့တက်တန်း40ရောက်ပြီဆိုလို့ရှိရင်သူတို့ရဲ့ဒီ note တီးပေါ့ note တီးတွေကကျိုးလာတယ်ပဲ့လာတယ်ခြေတဲတွေကပဲ့လာတယ်သူတို့ရဲ့အတောင်တွေကပြုတ်လာတယ်ကျွတ်လာဘာလို့ဆိုတော့သူတို့ကတားကောင်တိတ်ငက်တွေကမိုးကောင်းငင်အမြင့်ဆုံးမှာပဲသူတို့ကပြန်တန်းတယ်သူတို့ရဲ့အတောင်တွေကိုအားပြုတ်ပြီးတော့အဲ့ဒီလိုပဲသူတို့ရဲ့တားကောင်တွေကိုပဲသမုဒ္ဒရာထဲမှာထိုးဆင်းပြီးွားရင်သူတို့ရဲ့နှုတ်တီးနဲ့အားပြုတ်ပြီးတော့သူကဖမ်းယူတယ်ပြီးွားရင်သူတို့ရဲ့ဒီချီတဲတွေနဲ့အားပြုတ်ပြီးတော့ကုတ်ကင်လိုက်ကျွန်တော်မလေးလို့ဆိုရင်ပကန်းမို့အဲ့တော့သူရဲ့ဒီအားတာချက်၃ချက်ကသူတို့တဲ့အရင် important အရင်အရေးကြီးတဲ့သူ့ရဲ့ဘဝမှာမရှိမဖြစ်လို့အဲ့တဲ့အရာ၃ခုအဲ့တော့သူအသက်ကြီးလာပြီဒီတိတ်ငက်ကဒီ Eagle ကအသက်40ရောက်လာပြီဆိုရင်သူ့ရဲ့ဒီနှုတ်တီးတွေကလည်းအလုံးမဖြစ်တော့ဘူးသူ့ရဲ့ခြေတဲတွေကလည်းအလုံးမဖြစ်တော့ဘူးသူ့ရဲ့အတောင်တွေကလည်းအမြင့်ပြန်တန်းလို့မရတော့ဆိုတော့အဲ့ဒီအချိန်မှာဒီ Eagle ကဆုံးဖြတ်ချက်တစ်ခုကိုသူချအောင်ချရမယ်အဲ့ဒါဘာလဲဆိုရင်သူရတာတဲ့တက်တန်း80မှာအခုမှ40ပဲရှိသေးတယ်ဆိုတော့ဒီသူ့ရဲ့အားကိုးပြီးတော့သူ့အတွက် important အရေးကြီးရဆိုတဲ့အချက်၃ချက်လုံးကလည်းပျက်စီးနေပြီဆိုတော့ဒီအချိန်မှာကျန်တဲ့အနှစ်30ကိုလက်လွတ်ဆုံးရှုံးခံပြီးတော့သူ့ကိုသူတတ်တယ်မလားအဆုံးခံလိုက်မလားသူ့ဘဝကြီးကိုဘာကြောင့်လဲသူအရင်လိုအမြင့်လည်းပြန်တန်းလို့မရတော့အရင်လိုအမဲလိုက်တဲ့အချိန်မှာလည်းအသုံးပြုဖို့အတွက်ကိုခီရီမိမိမဖမ်းယူနိုင်တော့သူ့ရဲ့နှုတ်တီးကလည်းပြတ်မှတ်ကိုမထီတော့ဆိုတော့ဒီလိုအချိန်မှာရွေးချယ်တဲ့နှစ်ခုရှိတယ်တစ်ခုကဒီအသက်40မှာပဲဘဝကိုအဆုံးခံလိုက်မလားဒါမှမဟုတ်ရင်ကျန်တဲ့သူရတာတဲ့တက်တန်း30ကိုထပ်ပြီးတော့ဖြတ်တန်းမလားဒါပေမဲ့ Eagle တွေကသူတို့ရဲ့ရွေးချယ်မှုဒီကျန်တဲ့တက်တန်း30လုံးအပြည့်နေမယ်ဆိုတဲ့ရွေးချယ်မှုကိုသူတို့ချတယ်ဆုံးဖြတ်ချက်ချတယ်ချပြီးဝိုင်းသူတို့ဟာလူသူကင်းမဲ့ပြီးတော့သူတို့အန်ဒီရပေးလို့မရဘူး safe ဖြစ်တယ်ဆိုတော့ safe zone ထဲမှာတောင်တောင်ရဲ့ဂူတွေထဲမှာသူတို့ကဝင်သွားလိုက်တယ်ဝင်သွားပြီးတဲ့နောက်ပိုင်းမှာသူတို့ရဲ့ဒီနှုတ်သီးတွေကိုကြောက်တင်နဲ့ပုတ်ပြီးတော့ထိုးပြီးတော့သူတို့ရိုက်ချိုးတယ်ပြီးဝိုင်းသူတို့ရဲ့ခြေသေးတွေကိုကြောက်ဆောင်နေနဲ့တွန်းတက်ပြီးတော့ဒီခြေသေးတွေကိုချိုးပစ်တယ်အချိန်တကူရောက်လာတဲ့အချိန်မှာသူတို့ရဲ့နှုတ်သီးကကျိုးပြီးတော့အတစ်ပြန်ထွက်လာတယ်သူတို့ရဲ့ခြေသေးတွေကျိုးပြီးတော့ခြေသေးတွေအတစ်ထွက်လာတယ်အဲ့ဒီအချိန်မှာသူ့ရဲ့အတောင်တွေကိုနှုတ်ပစ်တယ်အခုနပြုတ်နေတယ်ပဲ့နေတယ်ဆိုတော့ Eagle ကအတောင်တွေအားလုံးဖြုတ်ထုတ်လိုက်တယ်အချိန်6လလောက်နေတဲ့အချိန်မှာနှုတ်တီးကလည်းအတစ်ပြန်ထွက်လာပြီခြေတဲကလည်းအတစ်ပြန်ထွက်လာပြီသူ့ရဲ့အတောင်တွေအားလုံးကလည်းဖြုတ်ပစ်ပြီးသွားပြီအတစ်ပြန်ထွက်လာပြီအဲ့ဒီ6လလောက်အချိန်ပြီးတဲ့နောက်ပိုင်းမှာအရင်လိုပဲတာမာတဲ့နှုတ်တီးကိုပြန်ရလာတယ်တာမာတဲ့ခြေတဲတွေကိုပြန်ရလာတယ်အတောင်အတစ်တွေနဲ့ကောင်းငင်မှာအမြင့်ဆုံးပြန်တန်းလို့ရလာတယ်ကျန်တဲ့တက်တန်း30လုံးအရင်ဖြတ်တန်းခဲ့တဲ့တက်တန်း40လိုပဲအေးအေးချမ်းချမ်းနဲ့ဘဝကိုမိုးပေါ်မှာရှိနေတဲ့ကောင်းငင်မှာရှိနေတဲ့ငဲ့တွေရဲ့ဘယင်တစ်ဖွဲပြန်ဖြတ်တန်းသွားတယ်ဆိုတော့ဒီအပိုင်းကြားလေးထဲမှာဒီပမာလေးတွေကနေကျွန်တော်ဗာမြင်လဲဆိုလို့ရှိရင်တက်တန်း40လောက်နေထိုင်ပြီးတော့ကြာရှုံးတော့မယ့်အချိန်မှာနောင်ကြံရှိတဲ့တက်တန်း30လေးအတွက်ကို6လပေးဆက်ခဲ့
သူနှုတ်သူတွေကိုတိုက်ပြီးတော့ချွတ်ပြီးချိုးနေတဲ့အချိန်မှာသူ့အတွက်နာကျင်မှုမဖြစ်ဘူးလားဆိုတော့ဖြစ်တာပေါ့သူ့ရဲ့ခြေတဲတွေကိုချိုးပြတ်နေတဲ့အချိန်မှာသူမနာကျင်ရဘူးလားနာကျင်တာပေါ့သူ့ရဲ့အတောင်တွေကိုနှုတ်ပြစ်နေတဲ့အချိန်မှာမခံစားရဘူးလားခံစားရဆိုတော့ဒီပမာကိုကြည့်ပြီးကျွန်တော်ရဲ့ဒီ motivation video ကိုနားထောင်ပြီးကြည့်နေတဲ့ကျွန်တော်တကယ်ကြီးမိတ်ဆွေအပေါင်းတွေအားလုံးကိုကျွန်တော်ပေးနေတဲ့ message ကဘာလဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့လူ့ဘဝမှာဆိုပါတော့တင်ငန်းတကောင်လိုပဲတက်တန်း80ရမယ်ဆိုပါစို့ကျွန်တော်တို့ဒီနေ့ဖြတ်တန်းခဲ့လိုက်တဲ့တက်တန်းဘယ်လောက်ကုန်ပြီလဲအနည်း20လား30လား40လားကြံရှိတဲ့တက်တန်းလက်ရှိနေတဲ့ပေါင်ဝင်းကြီးကဝေဖန်မှုတွေနဲ့ထိုးနှက်မှုတွေနဲ့ကျွန်တော်ရဲ့မကြိုးစားမှုကြောင့်ကြာရှုံးမှုတွေနဲ့ဒီအစင်မပြေမှုတွေကြားထဲမှာပဲအဆုံးရှုံးခံလိုက်မှာလားဒါမှမဟုတ်ပဲနဲ့ဤကဲလိုပဲလောင်ကျန်တဲ့အနည်း20အနည်း30ကြံရှိတဲ့တက်တန်းကိုအကောင်းဆုံးစူးစမ်းပြီးတော့အတိတ်တပံဘဝတစ်ခုမတ်တိုင်တစ်ခုတမိုင်းမှာစိုက်ထူမှာလားတိတ်ငက်တော့ဘဝအတိတ်ကိုရဖို့အတွက်6လအနာခံရတယ်ပေးဆက်ရတယ်လှုပ်ယူရတယ်ဆိုတော့ကျွန်တော်တို့ဒီလေဒီအချိန်ဒီကျွန်တော်တို့အတွက်ကြာရှုံးသွားခြင်းမဟုတ်ကျွန်တော်တို့ကိုဝေဖန်နေတာတွေကျွန်တော်တို့ကိုတိုက်ခိုက်နေတာတွေကျွန်တော်တို့အမားတွေကိုထောက်ပြနေတာတွေအားလုံးကကျွန်တော်ဘဝအတွက်အင်အားတိတ်ငက်လို့6လ action ယူဖို့အတွက်ကိုကျွန်တော်တို့လမ်းစာအဲ့တော့ကျွန်တော်ရဲ့အားနည်းချက်ဖြစ်တဲ့ဒီနှုတ်သီးတွေကိုချိုးပစ်ပလိုက်ကျွန်တော်ရဲ့ခြေတဲတွေကိုချိုးပစ်ပလိုက်ကျွန်တော်ရဲ့အတောင်တွေကိုနှုတ်ပစ်လိုက်ဒါဆိုလို့ရှိရင်မိတ်ဆွေကျင်းသေးတယ်နောင်ကျရှိတဲ့တက်တန်းမှာဘဝမှာစိတ်တည့်လူတစ်ကိုတင်းနဲ့ကိုလိုချင်တဲ့ life တစ်ခုကိုဖြတ်တန်းလို့ရတယ်ကျွန်တော်တို့ကအဲ့ဒီလိုမဟုတ်ဘူးကျွန်တော်ရဲ့အားနည်းချက်တွေကျွန်တော်ရဲ့ပြီးမှုတွေကျွန်တော်ရဲ့အပြစ်အနာစာတွေကိုကျွန်တော်ရဲ့အမားတွေကိုထုံးမပြစ်ဘူးနှုံးမပြစ်ဘူးချိုးမပြစ်ဘူးဆိုလို့ရှိရင်ကျင်းသေးတယ်မိတ်ဆွေကျွန်တော်ဟာကြံရှိတဲ့တက်တန်းမှာလည်းဘာမှဖြစ်လာဖို့မရှိဘူးလက်ရှိနေတဲ့ဘဝတည်းပို့ပြီးဆိုးရုပ်ကိုပဲရှိတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ပြောချင်တယ်ကျွန်တော်မိတ်ဆွေတကယ်ချင်းတွေအားလုံးကျွန်တော်တို့စဉ်းစားဖို့အချိန်ရောက်လာပြီပြင်ဆင်ဖို့အတွက်ကိုအကောင်းဆုံးအလဲတစ်ပြောင်းတစ်ခုရောက်နေပြီဘဝမှာကြိုးစားသွားတဲ့ဒူတိုင်းသည်ကြာရှုံးမှုကနေလွတ်မြောက်တယ်အောင်မြင်မှုကိုရရှိတယ်မကြိုးစားဘဲနဲ့မပြုတ်ပြင်ဘဲနဲ့မပြောင်းလဲဘဲနဲ့နေတဲ့လူတွေဒါလည်းမနေ့ကလည်းဒီနေရာမှာဒီပုံစံနဲ့ပဲဒီနေ့လည်းဒီနေရာမှာဒီပုံစံနဲ့ပဲကျင်းတည်တဲ့မိတ်ဆွေမနေ့ဖြစ်လဲဒီနေရာမှာပဲဒီပုံစံနဲ့ပဲကျွန်တော်တို့ဘဝကိုဖြတ်တန်းရလိမ့်မယ်ဒါကြောင့်မလို့ကိုမြင်တတ်ဖို့လိုတဲ့ Eagle ကသဘောပေါက်သွားတဲ့တက်တန်း40မှာငါရဲ့ဒီကျိုးနေတဲ့နှုတ်တီးနဲ့သားကောင်လိုက်လို့မရတော့ဘူးငါရဲ့ဒီကျိုးပဲ့နေတဲ့ရှည်လျားနေတဲ့ငါရဲ့ခြေတဲတွေနဲ့ငါသားကောင်ကိုဖမ်းယူကုတ်ပဲလို့မရတော့ဘူးငါရဲ့မပြေဆုံးတော့တဲ့ဒီတောင်ပန်နေနဲ့ကောင်းငင်အမြင့်ဆုံးငါပြန်တန်းလို့မရတော့ဘလောက်ပဲငါကောင်းငင်မှာပြန်တန်းနေတဲ့ငဲ့တွေရဲ့ဘယင်ပဲဖြစ်နေပါစေဒီချိန်မှာဘယင်ရဲ့အရေးချင်းမရှိတော့ဘူးအဲ့ဒီအရေးချင်းပြန်ရဖို့အတွက်ကိုပေးဆက်ပြီးတော့နာကျင်မှုခံပြီးဒုက္ခပေါင်းစုံကိုခံပြီးတော့သူ့ရဲ့ပျော်ရွှင်မှုတွေကိုစရေပြီးတော့သူဖြစ်ချင်တာတွေကိုစရေပြီးတော့ရအောင်ကြိုးစားလိုက်တဲ့6လရဲ့နောက်ပိုင်းမှာသူလိုချင်တဲ့ဘယင်တစ်ခုပြန်ဖြစ်လာတယ်အဲ့တော့မိတ်ဆွေတကယ်ချင်းပေါင်းသိနေတယ်ကျွန်တော်တို့ရဲ့ life တွေမှာလည်းအများကြီးပဲအားနည်းချက်တွေရှိတယ်အများကြီးပဲကျွန်တော်တို့လုံးဝမဲ့ကိစ္စတွေရှိတယ်မပြည့်စုံနေတာတွေရှိတယ်ဒါတွေအားလုံးကိုကျွန်တော်တို့နှုတ်ပစ်ပါထုတ်ပစ်ပါဖြုတ်ပစ်ပါအနာခံပါဒါမှမနေ့ပြင်တိုင်းမှာကျွန်တော်တို့အောင်မြင်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ဘဝကိုရနိုင်တယ်အဲ့တော့ကျွန်တော်ရဲ့ဒီ motivation speaker နေပြီးတော့မိတ်ဆွေတကယ်ချင်းပေါင်းသိနေတဲ့အတွက်ကိုဘဝမှာအမြင်တစ်ခုရလာတယ်အတွေ့အကြုံတစ်ခုရတဲ့အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့အကောင့်ကို follower လုပ်ပေးပါ like and share လုပ်ပေးပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုနောက်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆောင်ကြမယ်အားလုံးပဲဆလာမ်အလိုင်ကွမ်မင်္ဂလာပါ